မြန်မာပြည်မြန်မာနိုင်ငံတွင်ຫນွေမိုးဆောင်ဟူ၍ဥတုသုံးပါးရှိပါသည်ဥတုသုံးပါးသည်မိကဲ့သို့ကွဲပြားခြားနာသနည်းတပေါင်းလပြည့်ကျော်တရက်နေ့မှာဝါဆိုလပြည့်နေ့အထိလေးလသည်ຫນွေဥတုဖြစ်သည်ပူပြင်း၆တွေ့သောကာလဖြစ်သဖြင့်ပူအပင်တိုင်းတွင်ရွက်ဟောင်းများကျွေ၍ရွက်သစ်များဝေကြသည်မြေချောင်းအင်းအိုင်များတွင်ရေနေ၍တဲတောင်များပေါ်လာကြသည်ကျင်းငှက်တို့တာယာစွာတွန်ကျူးကြသည်တရဖီပန်းဗရောက်ပန်းစကဝါပန်းဂန်းကောပန်းနှင့်စပယ်ပန်းများပွင့်ကြသည်ပူပြင်းအိုင်လာသဖြင့်လူများမှာပေါ့ပပအဝတ်များကိုဝတ်၍အရိပ်ကိုခိုကာအေးလူနေကြသည်ဝါဆိုလပြည့်ကျော်တရက်နေ့မှတပေါင်းလပြည့်နေ့အထိလေးလသည်မိုးဥတုဖြစ်သည်မိုးဖြတ်ရွာသောကာလဖြစ်သဖြင့်သစ်ပင်ပန်းပင်များစိမ်းလန်းလာကြသည်မြေချောင်းအင်းအိုင်များတွင်ရေဖွေးရှိသဖြင့်ရေဖွေးရှိကြသည်ကျင်းငှက်တို့အတိုက်များတွင်မိုးခိုကြသည်မှတ်လေးမြေလေးပန်းခတ်တာပန်းရင်းမာပန်းနှင့်ကြာပန်းများပွင့်ကြသည်မထူမပါအဝတ်များကိုဝိစင်ကထူးရောင်စုံမိုးကရောင်စုံတို့ဖြင့်သွားလာကြပါသည်တပေါင်းလဆောင်ဘုံလပြည့်ကျော်တရက်နေ့မှတပေါင်းလပြည့်နေ့အထိလေးလသည်စောဥတုဖြစ်သည်ငွေနှင်းဆိုချမ်းအချမ်းပူနှင်းဆိုနှင်းအချမ်းပူသောကာလဖြစ်သည်တောတောင်ရင်တခွင်လုံးစိမ့်ဆိုလန်းဆန်းနေသည်မြေချောင်းအင်းအိုင်များတွင်မြူများဆိုင်နေသည်ဆွသောမိုးဥတုကုံဆုံးကဲ့သို့ဖြင့်ကျင်းငှက်တို့အတိုင်းမှထွက်ကာတေးတံများတည်ကျူးလာကြသည်ခဝဲပန်းသဇင်ပန်းခွာညိုပန်းပေါက်ပန်းများပွင့်ကြသည်လူများမှာလည်းနှိမ့်မုံကြားတွင်အဝတ်ထူထူများအနွေးထည်များခေါင်းစွပ်များနှင့်လည်စည်းပဝါများဝတ်ဆင်ကာသွားလာကြသည်ဤကဲ့သို့မြန်မာနိုင်ငံရှိဥတုသုံးလီအပေါ်မူတည်၍ရာသီအလိုက်ပွင့်သောပန်းများဝတ်စားစဉ်ပုံများကွဲပြားခြားနားပါသည်